Hello အားလုံးပဲမင်္ဂလာပါအခုဒီဗီဒီယိုလေးမှာတော့ကိုဝင်ဆောင်မမေတွေတော်တော်များများမှာဖြစ်လေးဖြစ်ထားရှိတယ်တော်တော်များများလည်းအဖြစ်များတဲ့ခါနာခြင်းဝေဒနာကိစ္စလေးကိုလည်းပြပြပေးခြင်းတယ်ပေါ့နော်ခါနာခြင်းသက်တာကိုဘယ်လိုလုပ်ရမလဲဆိုတာကိုဟိုတနေ့ကလည်းဗီဒီယိုတစ်ခုရဲ့ comment မှာကျွန်မမြင်လိုက်တယ်ပေါ့နော်ဘယ်လိုလေးလုပ်ရမလဲဆိုတာကိုအဲ့တော့ဒီဗီဒီယိုလေးမှာပြပြပေးတော့ပါမယ်အခုကျွန်မကိုဝင်ကလည်း9လရှိပြီပေါ့နော်9လရှိပြီဆိုတော့ဒီခါနာတဲ့ကိစ္စကိုဒီလဲခံစားရတဲ့ဝေဒနာတစ်ခုထဲမှာပါတယ်ပေါ့နော်ဘာလို့လဲဆိုတော့ကိုဝင်ဆောင်မမေတော်တော်များများကဒီကိုဝင်လိုက်ရင်လာတဲ့အခါမှာဘိုက်ထဲမှာလည်းခလေးလေးကတဖြည်းဖြည်းနဲ့ကြီးထွားလာတယ်ကြီးထွားလာတဲ့အခါကျတော့ကြီးထွားလာတော့ဘာဖြစ်လဲဆိုတော့မမေစီမှာကိုလေးချိန်တွေကလည်းများလာတယ်တစ်ဖက်မှာလည်းပါလဲဆိုတော့ကိုဝင်ဆောင်တဲ့အချိန်မှာမမေတို့ရဲ့ဒီခန္ဓာကိုယ်ထဲမှာဟော်မုန်းအပြောင်းလဲတွေအများကြီးရှိတယ်ရောအဲ့တော့ဟော်မုန်းပြောင်းလဲတွေအများကြီးရှိတဲ့အခါမျိုးကျတော့ဒီတင်ပဆုံအရွတ်တွေကလည်းလျော်ရဲပြီးတော့အားနည်းလာတာမျိုးရှိရဲတစ်ချက်ပေါ့နော်ပြီးတော့ဒီခန္ဓာကိုယ်မှာလေးချိန်များလာတဲ့အခါကျတော့နောက်ဘက်ကကြောရိုးမနဲ့ဒီနောက်ကျောကြွက်သားတွေမှာဝင်နေပြီလာတယ်ပြီးလို့ရှိရင်ကိုဝင်ဆောင်မမေတွေကျတော့ဒီဘိုက်ကလည်းရှိနေတဲ့အခါကျတော့ထိုင်တာပဲဖြစ်ဖြစ်မတက်ရက်တာပဲဖြစ်ဖြစ်တခုခုပစ္စည်းကုန်းကောက်တာပဲဖြစ်အဲ့လိုမျိုးလေးမှာကိုအနေထားပေါ့နော်ကိုယ့်ရဲ့ကိုနေဟန်ထားလေးတွေမမှန်ဘူးဆိုတဲ့အခြေအနေမျိုးတွေမှာဒီလိုမျိုးခါနာခြင်းဝေဒနာကိုမမေတို့အနေနဲ့ခံစားရလေးရှိပါတယ်ဆိုတော့ဒီလိုမျိုးခါနာခြင်းတွေကိုတက်တာအောင်ဘယ်လိုမျိုးလေးတွေလုပ်ကြမလဲပေါ့နော်တက်တာဖို့အရေးကြီးရလေနော်ခါနာရယ်ဆိုတာလည်းတကယ်ကိုခံစားရတဲ့ဝေဒနာတစ်ခုပါဘာလို့ဆိုကိုယ်တိုင်လည်းခံစားရတာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုချင်းစာပါတယ်ဆိုတော့ပထမဦးဆုံးနဲ့အရေးကြီးဆုံးပြောရမယ်ဆိုရင်ခါနာတာကိုတက်တာဖို့အတွက်ကိုယ့်ရဲ့ဒီကိုနေဟန်ထားပေါ့နော်ဒီကိုနေဟန်ထားအနေအထားလေးကမှန်မှန်ကန်ကန်နဲ့နေထိုင်ဖို့အရေးကြီးပါတယ်ဘာလို့လဲဆိုတော့ဒီကိုဝင်လာရင်လာတဲ့အခါမှာဘာဖြစ်လဲဆိုတော့ဗိုက်ကြီးကပူလာတယ်ကွယ်ဒါပုံမှန်လေးပဲဗိုက်ကြီးပူလာဆိုတော့ကိုယ့်ရဲ့ခန္ဓာကိုယ်ရဲ့အလေးချိန်တော်တော်များများကခန္ဓာကိုယ်ရဲ့အရှေ့ပိုင်းမှာသွားပြီးစုပုံနေတဲ့သဘောမျိုးဖြစ်သွားတာပေါ့နော်ဆိုတော့လူတစ်ယောက်မှာဒီ center of gravity ဆိုတာရှိရယ်ကွယ်နော်center of gravity ဆိုတာရှိရယ်ဆိုတော့ဒီကိုယ့်ရဲ့ခန္ဓာကိုယ်ရဲ့အလေကောင်ကဘိုချက်ကဘယ်နေရာလဲဆိုတာကိုကြည့်ပြီးတော့လူတွေရဲ့ဒီခန္ဓာကိုယ်ရဲ့ပုံစံကပြောင်းသွားတာဆိုတော့အခုဆိုလို့ရှိရင်ဒီကိုဝင်ဆောင်မမေတွေမှာဒီခန္ဓာကိုယ်တစ်ခုလုံးရဲ့အလေးချိန်ကအရှိကိုရောက်နေအရှိကိုရောက်နေရဲဆိုတဲ့အခါကျတော့ဒီအရှိရိုင်ပုံမှန်အားဖြင့်ဆိုရင်အရှိရောက်နေအရှိကိုရိုင်နေပေါ့အဲအရှိကိုရိုင်တာကိုထိမ့်မှုအတွက်တော်တော်များများခန္ဓာကိုယ်ကနေပြီးတော့ automatically ပေါ့နော်ပုံမှန်ရဒီအနောက်ကိုပြန်ပြီးတော့လှန်လာတယ်ခန္ဓာကိုယ်ပြန်ပြီးတော့ပြောရမှာကွာပြန်ပြီးတော့ပြန်တက်မဲ့လိုက်တယ်သဘောမျိုးပေါ့နော်ရှေ့ကိုရိုင်တာကိုပြန်ပြီးထိမှုအတွက်က body ကဒီလို auto ဖြစ်သွားတယ်တခါကျရင်ကိုကြီးလည်းတတိမထားမိပဲနဲ့မှန်နေမှာကြည့်ကြည့်လမ်းသွားနေတယ်လေအဲ့လိုကော့တော့လေးလေ bike လေးနဲ့ဆိုကော့တော့လေးဖြစ်နေတာဆိုအဲ့လိုအနောက်ကိုလန်လာတယ်ပေါ့နောက်ကိုလန်လာတဲ့ခါကျဘာဖြစ်လဲဆိုတော့ဒီနောက်ကျောဒီခါအောက်ပိုင်းမှာရှိကြွက်သားတွေကိုသူကပိုညှစ်တယ်လို့ဖြစ်သွားပြီးတော့ခါနာတဲ့ဝေဒနာပိုဆိုးလာတယ်ပေါ့နော်ပိုဆိုးလာတယ်အဲ့ဒါကိုသက်သာစေဖို့တော့ဘာလုပ်ရမလဲဆိုတော့ကိုကဒီလိုနောက်ကိုလန်လန်ဖြစ်နေတဲ့အခါမျိုးကြတော့ဒီရင်ကိုဖွင့်နာပြီးတော့တက်မတ်မတ်လေးနေပေါ့ခန္ဓာကိုယ်တက်မတ်မတ်လေးအဲ့တော့တခါလေကြာရင်မှန်ပါတယ်တတိမထားမိဘူးကိုကကိုလေဒါပေမဲ့ကိုတတိရှိသွားတဲ့အချိန်ကျလို့ရှိရင်ပြန်ပြီးတက်မတ်မတ်လေးပြန်နေပေါ့နော်လမ်းလျှောက်ရင်လည်းတက်မတ်မတ်လေးလျှောက်ထိုင်နေဆိုလို့ရှိရင်လည်းဖြစ်နိုင်မယ်ဆိုလို့ရှိရင်ဒီခါကိုတက်ပေါ့နော်ခါကိုတက်စနစ်တကျလေးပုံစံမျိုးလေးပေါ့နော်အဲ့လိုမျိုးလေးထားဖို့အရေးကြီးပါတယ်ပြီးတော့ကိုဝင်ဆောင်တယောက်ဖြစ်လာပြီဆိုလို့ရှိရင်တော့မတက်အကြာကြီးရတာမျိုးတွေပေါ့နော်ဒါလေးတွေကိုလည်းရှောင်ပေးဖို့လိုအပ်ပါတယ်ဒါလေးကတစ်ချက်ပေါ့ဒါကိုနေဟန်ထားအရေးကြီးဆုံးပဲနော်နောက်တစ်ချက်အနေနဲ့ဆိုရင်တော့exercise လေးပေါ့နော်ကိုလက်လှုပ်ရှားမှုလေးပေါ့ကိုလက်လှုပ်ရှားမှုလေးတခုခုတော့လုပ်ပေးပါဘာလို့လဲဆိုတော့ဟိုအမြဲတမ်းအညောင်းညာကြီးကိုက်နေမှာဆိုလို့လေနော်အဲ့တော့ပုံမှန်အဖြစ်မမေတို့လမ်းလျှောက်ကြမယ်ထင်ပါတယ်အဲ့တော့အရှိကဒီရိုးရိုးမွေးမဲ့မမေတို့ကိုဘာတွေပြင်ဆင်ထားတင်တယ်လဲဆိုတဲ့အချက်ထဲမှာလည်းဒီလမ်းလျှောက်တဲ့ဒီကိုလက်လှုပ်ရှားမှုလေးကိုလုပ်ဖို့ recommend ပေးထားတယ်ပေါ့နော်အဲ့တော့ဒီနေ့ကိုနိုင်ဝက်လောက်လမ်းလျှောက်ပေးပါတစ်ပတ်ကို9ရက်6ရက်လောက်ပေါ့နော်လမ်းလျှောက်ပေးရင်အဆင်ပြေပါတယ်အဲ့တော့ကျွန်မကတော့အခုလက်ရှိကကိုဝင်ဆောင်ယောဂတင်တန်းနေ join နေတာဆိုတဲ့အခါကျတော့အကယ်၍မမေတို့ကိုဝင်ဆောင်ယောဂလေးလည်း join မယ်ဆိုလို့ရှိရင်အဆင်ပြေပါတယ်ကိုဝင်ဆောင်ယောဂကတော့ဒီတစ်ပတ်ကို1ရက်2ရက်ပေါ့နော်တစ်ခါလို့ရင်နိုင်ဝက်ကနေ45မိနစ်ပေါ့အကျမတို့ class တစ်ခုဆိုရင်45မိနစ်ပေါ့အဲ့လိုမျိုးလေး join နေအဆင်ပြေတယ်နော်သူကဒီ core muscle တွေကိုလည်းသူကတန်မာစေတယ်ပြီးလို့ရှင်ယောဂလုပ်တဲ့ခါကျတော်တော်များများလေးသိမှာပါအကျိုးတွေပြော့လာကြလာတော့လေနော်ဆိုတော့အကျိုးကျေးဇူးတွေအများကြီးရှိပါတယ်ရိုးရိုးမွေးမဲ့မေမေတို့အတွက်လည်းအများကြီးအထောက်ပံ့ဖြစ်တယ်လို့ပြောလို့ရတာပေါ့နော်
နောက်ထပ်တစ်ချက်အနေနဲ့ဆိုလို့ရှိရင်ကိုဝင်ဆောင်နေတော်များများလဲလေကိုဝင်လာရင်လာလို့ရှိရင်ဘိုက်ကလေးကိုပြန်ပြီးတော့ထိန်းမှုအတွက်လေဘိုက်ထိန်းဘိုက်စီးလေးတွေပေါ့နော်ဒါလေးလည်းအသုံးပြုလို့ရတယ်ဆိုတော့ဒါလေးကကြတော့သူကခါးနဲ့တခါတည်းပတ်ပြီးတော့ဒီအရှိကဘိုက်ကလေးကိုပြန်ပြီးတော့ထိန်းထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ခါးမှာလည်းတက်တာစီလို့ပြောလို့ရပါဘောနော် support belt လေးရှိတယ်အဲ့တော့ဘိုက်တော်တော်လေးကြီးထွားလာတဲ့အခါကျလို့ရှိရင်ဒါလေးတွေကလည်းကိုယ့်ရဲ့ဒီခါးနာတဲ့ဝေဒနာကိုတက်တာစီလို့ပြောလို့ရတယ်ချမ်းမုံအောင်တစ်ခုဝယ်ထားသေးတယ်ဒါပေမဲ့အခုထိတော့တေချာအသုံးမပြုရသေးဘူးပေါ့နော်နည်းနည်းကိုဝင်လာရင်တော့ပို့ပြီးတော့အဆင်ပြေမယ်လို့ထင်ပါတယ်ဒါလေးကတော့တစ်ချက်ပေါ့နော်နောက်တစ်ခုကကြတော့အိတ်တဲ့အခါမှာဘယ်လိုမျိုးလေးလဲဆိုတော့မေမေတို့လည်းသိကြမယ်ထင်တယ်ကိုဝင်က4လ5လကြော်လာလို့ရှိရင်ပက်လက်မအိတ်တင်တော့ဘူးပေါ့နော်ပက်လက်မအိတ်တင်တော့ဘူးဘေးဆောင်အိတ်ရမယ်ဆိုတော့ဘေးဆောင်အိတ်တဲ့အခါမှာလည်းဘယ်ဘက်ဘေးကိုစောင်းအိတ်တယ်ဆိုရင်တော့ပို့ပြီးတော့ကောင်းတယ်ဒါပေမဲ့အရန်ညောင်းလာပြီဆိုရင်တော့ညာဘက်လေးခဏအဆောင်အိတ်ပေါ့နော်ဒါပေမဲ့ဘယ်ဘက်ဆောင်တာကတော့အကောင်းဆုံးလို့အားလုံးကလည်း recommend ပေးကြတယ်ဆိုတော့ဘယ်ဘက်လေးစောင်းအိတ်ပေါ့အဲ့တော့စောင်းအိတ်တဲ့အခါမှာလည်းကိုကဒီဒူးနှစ်ဖက်ကြားထဲမှာခေါင်းလေးပေါ့နော်ပြန်ဆိုကိုခွာခေါင်းဆိုလို့ရှိရင်ခွာခေါင်းလေးထည့်ပြီးတော့အိတ်တာမျိုးဆိုလို့ရှိရင်အဆင်ပြေတယ်အခုနောက်ပိုင်းဆိုလို့ရှိရင်အရင်အဆင်ပြေသွားပြီဘာလို့ဆိုတော့ online shop တွေတော်တော်များများမှာလေကိုဝင်ဆောင်ခေါင်းလေးကိုဝင်ဆောင်တွေအတွက်သီးသန့်ထုတ်ထားတဲ့ခေါင်းလေးရှိတယ်အဲ့ဒါလေးတစ်ခုနဲ့ဆိုလို့ရှိရင်အဆင်ပြေတယ်ခွာခေါင်းလေးလည်းသီးသန့်မလိုတော့ဘူးပေါ့နော်ကိုဝင်ဆောင်ခေါင်းလေးသုံးလို့ရတယ်အဲ့တော့ကိုရဲ့အိတ်တဲ့ခါမှာဒီဘိုက်အောက်မှာရေဘလို့ရှင်ခါအနောက်မှာရေပေါ့နော်ခေါင်းလေးတွေအရန်ထူထူကြီးမဟုတ်ဘူးပေါ့နော်အခုအခန်းလေးနေနဲ့ခေါင်းအပားလေးတွေပေါ့နော်ခံထားပေးမယ်ဆိုလို့ရှင်လည်းအဆင်ပြေပါတယ်လို့ဒါကတော့ဘေးဆောင်အိတ်တယ်ဆိုလို့ရှင်လည်းဒီလိုမျိုးအခုအခန်းလေးတွေနဲ့အိတ်တဲ့ခါမှာမိမိတို့အနေနဲ့ခါနာတာကိုသက်သာစေပါလိမ့်မယ်နောက်ထပ်တစ်ချက်ကကြတော့ထိုင်ကုန်ကိစ္စပေါ့နော်ထိုင်ကုန်ကိစ္စပြောရမယ်ဘာလို့လဲဆိုတော့ခုခေတ်ကကြတော့ကိုဝင်ရှိပြီဆိုတာနဲ့အိမ်မှာပဲအများနဲ့နေကြတော့တဲ့ခင်မဟုတ်ဘူးပေါ့နော်မမေတို့ကworking mom နေဖြစ်တယ်အလုပ်တွေလုပ်ကြတယ်ကိုဝင်ကလိုက်ရင်လာပြီးတော့မွေးဖွားကန်နီးကြမှာပဲအလုပ်ကနေခွင့်ယူပြီးတော့မွေးဖွားဖို့အတွက်ကိစ္စတွေကိုစီစဉ်ကြတာများတယ်ပေါ့နော်ဆိုတော့ working mom နေအတွက်ဆိုလို့ရှိရင်ကိုအလုပ်လုပ်တဲ့အခါမှာထိုင်မီးလုပ်တဲ့ဒီအလုပ်လုပ်တဲ့ထိုင်ကုန်ပေါ့နော်လုပ်တဲ့ထိုင်ကုန်ကတိတ်ကိုရေးကြည့်တယ်ဆိုတော့ကိုထိုင်တဲ့အခါမှာဒီအနောက်ကခါးကိုစနစ်တကျနဲ့သူကတက်တောင့်တက်တာဖြစ်စေတဲ့ဒီ supportive ဖြစ်တဲ့ chair မျိုးကိုအဓိကအသုံးပြုမယ်ဆိုလို့ရှိရင်ပို့ပြီးတော့အဆင်ပြေပါတယ်ဘာလို့လဲဆိုတော့အလုပ်လုပ်ရတာကထိုင်ပြီးတော့အလုပ်လုပ်ရတာများတဲ့အတွက်ကြောင့်မို့လို့လေကိုထိုင်တဲ့ထိုင်ကုန်ဒီကိုရဲ့ဒီခါနာခြင်းဝေဒနာကိုလည်းဖြစ်စေသလိုတက်တောင့်တက်တာလည်းရှိတာကိုလည်းဖြစ်စေတယ်ပေါ့နော်ဆိုတော့ဒီလိုမျိုး supportive ဖြစ်မဲ့ chair မျိုးကိုအသုံးပြုပါလို့ပြောချင်တယ်ပြီးတော့ကိုထိုင်တဲ့ခါမှာလည်းကိုရဲ့ဒီခါအနောက်ဘက်မှာပေါ့နော်ခေါင်းတလေးတွေခေါင်းလေးတွေအခုခံလေးထားမျိုးကိုဆိုလည်းဒီမှာနောက်မှာအများနဲ့ခေါင်းမှာထားဆိုတော့အဲ့လိုမျိုးခေါင်းလေးတွေထားပြီးတော့ထိုင်မယ်ဆိုလို့ရှိရင်လည်းခါနာတာကိုသက်သာစေပါလိမ့်မယ်နော်နောက်တစ်ခုကကျတော့ပစ္စည်းမတဲ့အခါပေါ့ပစ္စည်းမတဲ့အခါမှာများသောအားဖြင့်ကိုဝင်ဆောင်နေဆိုလို့ရှိရင်ပစ္စည်းမတဲ့အခါအရင်အရေးကြီးရပေါ့နော်ဒီတိုင်းကိုဝင်မရှိခင်ကလိုမျိုးခါးကြီးကိုကုန်းလိုက်ပြီးတော့ဒီတိုင်းဘတ်ဆိုပြီးတော့ကောက်လိုက်တာမျိုးထက်ကိုဝင်ဆောင်နေဆိုလို့ရှိရင်ဘယ်လိုမျိုးလေးကောက်ရမယ်ဆိုတာရှိရလေခြေထောက်လေးကိုကားပြီးတော့လှမ်းပြီးတော့ဆွဲယူရတာမျိုးအဲ့လိုမျိုးဘိုက်ကိုထိန်းပြီးတော့ပေါ့နော်ပစ္စည်းလှမ်းယူရတာမျိုးတေချာလေးကယူဆိုင်ဖို့လိုအပ်ပါတယ်ဒါပေမဲ့တခုရှိတာကမေမေတို့ကိုရဲ့လုံနိုင်စွမ်းကိုသိထားပြီနော်ကိုလုံနိုင်စွမ်းကိုသိထားပြီဆိုတာငါတော့လုတ်ကိုလုံမယ်ဆိုတာမျိုးထက်အကယ်၍ကိုပစ္စည်းကောက်လို့မလို့အစင်မပြေဘူးဆိုလို့ရှိရင်တစုံတစ်ယောက်ကိုအကူညီတောင်းပါဘာလို့ဆိုတော့တခုခုကြောင့်ခလီလေးပြဿနာဖြစ်တာမျိုးเนาะပြီးလို့ရှိရင်မေမေအနေနဲ့ကျမကြီးထိခိုက်တာမျိုးဒါမျိုးလေးဖြစ်မှာဆိုတဲ့အတွက်ကြောင့်မို့လို့ဒီပစ္စည်းမှားတာပစ္စည်းကောက်တာဒါလေးတွေကိုလည်းယူဆိုင်ပေးပါလို့ပြောချင်ပါတယ်နောက်ဒီခါနာတွေကိုတက်တာစီနောက်ထပ်တခုဆိုလို့ရှိရင်ပြောရမယ်ဆိုရင်ဒါကိုအားတနာလို့ရတယ်ပေါ့နော်အဲဆိုရေနွေးအိတ်ကတ်တာရေခဲအိတ်ကတ်တာနှစ်မျိုးလုံးကဒီရောင်ရမ်းမှုတွေကိုတက်တာစီတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကိုကရင်နွေးအိတ်ကတ်ချင်တာလားရေခဲအိတ်ကတ်ချင်တာလားဆိုတာလေးကတော့ဒါရွေးချယ်လို့ရတယ်ပေါ့နော်တော်တော်များများတော့ရေခဲအိတ်လေးကတ်ကြတာတွေ့တယ်တချို့လူတွေကြောက်ရလဲရင်နွေးအိတ်ကတ်မှတက်တာမျိုးရှိရပေါ့နော်ဒါလေးတွေကလည်းဒီခါနာတာကိုတက်တာစေတဲ့အချက်လေးဖြစ်ပါတယ်အဲ့တော့ခါနာတာကိုအမြဲတမ်းပဲကိုယ့်အိမ်မှာပဲကုသရမှာလားဒါမျိုးတွေပဲလုပ်ပြီးတော့ပဲတက်တာအောင်လုပ်ရမှာလားဆိုတော့မဟုတ်သေးပါဘူးတခါတလေကြရင်ခါနာခြင်းဝေဒနာကပိုဆိုးလာတယ်အချိန်အရန်ကြာလာမယ်ပြောရမယ်ဆိုရင်နှစ်ပတ်ထပ်ပို့ပြီးတော့ကြာလာတာမျိုးဖြစ်လာပြီဆိုလို့ရှိရင်တော့ဒါမပေါ်စားပါနဲ့လို့ပြောချင်ပါတယ်နော်ကိုယ့်ရဲ့ဆရာဝန်နဲ့တိုင်ပင်ပြီးတော့တေချာလေးဆွေးနွေးပြီးတော့ကုသပါလို့ပြောချင်တယ်ပြီးတော့ဒီခါနာခြင်းဝေဒနာကလေဒီလမစီပဲနဲ့ဒီခလေးမွေးခြင်းရဲ့လက္ခဏာတစ်ခုလည်းဖြစ်နိုင်တယ်လို့စီလန်းချောင်းပိုးဝင်ခြင်းရဲ့လက္ခဏာတစ်ခုလည်းဖြစ်နိုင်တယ်ဆိုတော့ကိုကခါ
ခါနာတာနဲ့အတူတူပေါ့နော်ဘာတွေတွဲပြီးတော့ဝေဒနာတွေကိုခံစားနေရလဲဆိုတာလေးသိဖို့လိုတယ်မေမေတို့အနေနဲ့လေအဲ့ကိုကခါလဲနာလေးရဲ့လက်ရှိမှာပြီးလို့ရှိရင်သွေးဆင်းတာတွေနောက်ပြီးတော့ဒီဖျားနာတာတွေเนาะပြီးလို့ရှိရင်ဘိုက်အောင်တာတွေပေါ့နော်သွေးဆင်းမယ်ဖျားနာမယ်ဘိုက်အောင်မယ်ဒါမျိုးတွေရောရှိနေပြီလားဒါမှမဟုတ်လို့ရှိရင်စီးသွားတဲ့အခါမှာစီးပူတာစီးကျင်တာစီးအောင်တာဒါတွေနဲ့တွဲနေပြီလားဆိုတာကိုစမ်းစစ်ကြည့်ဖို့လိုတယ်အဲ့တော့ခါနာနဲ့အတူတူခုနကပြောထားတဲ့လက္ခဏာတွေပါကိုကပေါင်းပြီးတော့ဖြစ်နေပြီဆိုလို့ရှိရင်အိမ်မှာပဲနေပြီးတော့ခါနာတာကိုတက်တာအောင်လုပ်လို့မရပါဘူးเนาะအနည်းဆက်ဆုံးအမြန်ဆုံးတာဖွားမီရဲ့အထူးကုဆရာဝန်နဲ့တွေ့ပြီးတော့ကိုယ့်ရဲ့ဝေဒနာတွေကိုတေချာလေးပြောပြပြီးတော့ဆွေးနွေးရမှာဖြစ်ပါတယ်အဲ့တော့မေမေတို့လည်းအခုဒီဗီဒီယိုလေးကနေပြီးတော့ကိုဝင်ဆောင်ချိန်မှာကိုခါနာခြင်းဝေဒနာကိုခံစားရတယ်ဆိုလို့ရှိရင်ဘယ်လိုမျိုးလေးတက်တောင်လုပ်ရမလဲဆိုတာကိုသိသွားမယ်လို့ထင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာလည်းအခုလိုမျိုးအကျိုးရှိတဲ့ topic လေးတွေကိုဆွေးနွေးပေးသွားပါဦးမယ်เนาะကျေးဇူးတင်ပါတယ်bye bye